NGO လှုပ်ရှားလာတဲ့အခါမှာအမှားများဆုံး၃ချက်ဆိုတော့ NGO လှုပ်ရှားတော့မယ် CV form လည်းပြင်ပြီးဆိုလို့ရှိရင်ဘယ်ကနေပြီးတော့ CV form တွေကိုတင်ကြမလဲ job application တွေတင်ကြရပေါ့နော်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်တင်ရတဲ့ပုံစံမျိုးမျိုးရှိပါတယ်ဒီမှာမှားတဲ့အရာတွေလည်းရှိရပေါ့နော်ဒါလေးတွေကိုပြပြပေးပါမှာဖြစ်ပါတယ်application form တွေတင်တော့မယ်ဆိုလို့ရှိရင်သက်ဆိုင်ရာကြေညာရတဲ့ job announcement ရဲ့အောက်နားမှာ application process ဆိုပြီးရှိတတ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကိုဘယ်လိုတင်ရမယ်ဆိုတာလေးတွေသေးစိတ်လေးဖတ်လို့ရပါတယ်ပထမဆုံးဒီမှာရှင်းပြပေးမှာတော့ email ကနေတိုက်ရိုက် application တင်တာပေါ့နော်ဆိုတော့ application procedure ရဲ့အောက်မှာသူပို့ရမယ့် email တွေပေါ့နော်ဒါတွေဖော်ပြထားတာရှိပါတယ်ဖော်ပြထားတဲ့အဲ့ဒီ Gmail ကိုပေါ့နော်ကိုမေကနေပြီးတော့တိုက်ရိုက်ပို့ပြီးတော့CV form နဲ့ cover letter တင်ပြီးပို့လိုက်လို့ရပါတယ်နောက်တစ်မျိုးကတော့ application link ကနေပြီးတော့တိုက်ရိုက်ပို့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော် application procedure ရဲ့အောက်မှာဆိုလို့ရှိရင် application link ဆိုပြီးတော့ဒါမျိုးလေးတွေပေးတာရှိပါတယ်ဒီ link ကိုနှိပ်ပြီးလို့ရှိရင်အဲမှာကိုဖြည့်ရမယ့် information လေးတွေဖြည့်ပြီးလို့ရှိရင်ကိုယ့်ရဲ့ CV တို့ cover letter တို့ဒါမျိုးလေးတွေတန်းတင်လိုက်လို့ရပါတယ်ဒီနည်းကတော့နောက်တစ်နည်းပါနောက်တစ်နည်းကတော့ UN agency တွေမှာဆိုလို့ရှိရင်ဒီ UN website ကနေ apply လုပ်ကြတာပေါ့နော်ဒါမျိုးဖြစ်ဖြစ် PHF form နဲ့ရှောက်တာဖြစ်ဖြစ်ဒါမျိုးလေးတွေရှိပါတယ် PHF form အနေနဲ့ဆိုလို့ရှိရင်เนาะဒီမီမူမှာဆိုလို့ရှိရင်ဒီအောက်ဆုံးမှာ PHF form sample တွေရှိပါတယ်ဒါကိုဖြည့်ပြီးတော့ရှောက်တာရှိရင်နောက်တစ်မျိုးကကြတော့ပေးတဲ့ website ကနေပြီးတော့မှသူ့ရဲ့ create account တို့ဒီ CV form ပေါ့เนาะပါတဲ့ information တစ်ခုချင်းစီကိုတိုက်ရိုက်ဖြည့်ရတာဒါမျိုးလေးတွေရှိပါတယ်ဒါကတော့နောက်တစ်ရှောက်ရတဲ့နည်းတစ်နည်းဖြစ်ပါတယ်ဆိုတော့ဒီ application တင်တဲ့နည်း၃မျိုးကတော့အများဆုံးတွေ့ရတဲ့နည်း၃မျိုးဖြစ်တယ်ပေါ့နော်ဒီမှာဘယ်လိုတင်ရမယ်ဆိုတာလေးတွေကိုနည်းနည်းဝေဝါးနေတဲ့ခါကျတော့အမှားလေးတွေဖြစ်တတ်တာမျိုးလေးတွေရှိပါတယ်ဆိုတော့ဘယ်လိုပဲရှောက်လာတင်တဲ့နည်းတွေပေါ့နော်ကွဲပြားနေပါစေအဓိကရေးကြည့်ရတော့ cover letter email body ဒီမှာ job description နဲ့ကိုက်ညီအောင်ရေးတာကသာလျှင်အဓိကပေါ့နော်အလုပ်ရှင်သတိထားမိစေဖို့အတွက်အရေးကြီးတဲ့အကြောင်းဖြစ်ပြီးတော့ပေါ့နော်ဒီဟာလေးကိုလည်းသတိထားသင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းအဲ့ဒါနဲ့ပတ်သက်တာလေးတွေဆက်လက်ပြီးပြပြပေးမှာမို့လို့အားလုံးပဲဆက်လက်ပြီးစောင့်ကြည့်ပေးပါဦး